တော့မဒီလန်စေးအောင်ကကုသရေးတောင်းဝန်ခံတတပြည့်ပြောင်းမှာကျွန်တော်ဒီနေ့တော့ရေးပေါ်ကျမရေးအခြေအနေအကြောင်းကိုဆွေးနွေးပြတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ယောဂတွေရဲ့ရေးပေါ်အခြေအနေတွေကတော့အများကြီးရှိတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အကြံပြင်းဥပမာလေးတင်တဲ့တကွာဘာသာရေးလိုက်နည်းနည်းဆွေးနွေးကြည့်အောင်လေနော်လူနာတယောက်ကမော်ပြီးလာတယ်ဆိုပါစို့medical အနေနဲ့ဆိုရင်ကျွန်တော်တို့အဆုတ်ကနေစဆင်လာမယ်ဆိုရင်AECOPD လို့ခေါ်တဲ့ပြင်းထန်နာတာရှည်လေပြွန်ခြင်းယောဂပေါ့နော်ပြီးရင် Lightotonia asthma လို့ခေါ်တဲ့ရင်ကျက်ယောဂပေါ့နော်တကယ်လို့နှလုံးမဆိုရင် APO လို့ခေါ်တဲ့နှလုံးအမောဖောက်ခြင်းပေါ့နော်အဲ့ဒါဆိုရင်လူနာမောမယ်လှိလို့မရလောက်အောင်မောမယ်ထားထိုင်နေမှာတတ်တာမယ်စီးသွားတွေလည်းနည်းမယ်ပေါ့နော်အောက်ဆီဂျင်တွေလည်းကျမယ်ပေါ့နှလုံးမောဖောက်တာမျိုးပေါ့နော်AMI လို့ခေါ်တဲ့နှလုံးသွေးကြောပိတ်တာပေါ့နော်အဲ့ဒါဆိုလူနာမောရအပြင်ရင်ဘတ်တွေစူးအောင်မယ်ပေါ့နော်ဒီလိုအခြေအနေတွေရှိမှာပေါ့ပြီးရင်လူတို့မှာအဖြစ်များတဲ့သွေးတိုးစီးချိုရဲ့နောက်ဆက်တွဲဆိုချိုတွေပေါ့နော်ပြီးရင်လေဖြတ်ပြီးလာတဲ့ယောဂအခြေအနေတွေပေါ့နော်ပြီးရင်အဆိုးဆုံးကတော့ short နဲ့လာတာပေါ့နော်လူနာကတတိမေးနေတာမျိုးပဲဖြစ်စေခြေပြားလက်ဖြားတွေအေးဆက်နေမယ်အိမ်မှာလည်းသွေးခုံနှုံးတွေမရဘူးသွေးပေါင်းတွေတိုင်းလို့မရဘူးဒီလိုမျိုး short တွေနဲ့လာတာပေါ့နော်short ဖြစ်စေတဲ့အကြောင်းအရာတွေကတော့အများကြီးပေါ့နော်ပိုစိတ်တက်လို့ဟာမျိုးဆိုရင် septic shock လို့ဟာမျိုးဝမ်းသွားရများလို့ရေဓာတ်တွေဆုံးရှုံးသွား hypovolemic shock လို့ဟာမျိုးပေါ့နော်အဲ့လိုမျိုးအသီးသီးတော့ရှိတယ်ပေါ့နော်လူနာတွေကဘိုင်းနာပြီးလာတယ်ဆိုပါစို့အဲ့ဒါဆိုရင်နားတဲ့နေရာပေါ်မူတည်ပြီးယောဂတွေကတော့ကွဲသွားမှာပေါ့နော်ကျွန်တော်တို့ကပုံမှန်ဆိုရင် abdomen ကို9 area ကျွန်တော်တို့ခွဲရတယ်ပေါ့နော်ဖြစ်တဲ့နေရာပေါ်မူတည်ပြီးယောဂကွဲသွားမှာပေါ့တကယ်လို့ IF နဲ့မှနားတယ်ဆိုရင်ကျွန်တော်တို့အခု appendicitis လို့ခေါ်တဲ့ဥအသက်ရောက်နာတွေဒါစဉ်းစားမှာပေါ့နော်ဘိုက်ရလည်းတစ်ပြင်လုံးနာတယ်ဖောင်းကားနေတယ်ထိတာနဲ့ကိုနင်းငတ်နာနေပြီဒါဆိုရင်တော့ဘိုက်ထဲမှာသွေးယိုစိတ်ဓာတ်တွေနည်းနည်းတက်နေရရှိပြီပေါ့နော်အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင် gut perforation လို့ခေါ်တဲ့ဥပေါက်တာတွေပါတယ်ဒါတွေထည့်သွင်းစဉ်းစားမှာပေါ့နော်ပြီးရင်တကယ်လို့ဘိုက်ရလည်းဖောင်းကားနေတယ်ထိတာနဲ့နာတယ်လေမလဲဘူးဝမ်းလည်းမသွားဘူး3-4 ရက်ရှိပြီဒါတွေဆိုရင်ဥပိတ်တာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်surgical ဘက်ကဆိုရင်ဒါလေးတွေအရေးကြီးတယ်ပေါ့နော်အတွေ့များတာပေါ့နော်ပြီးရင်စီလန်းကြောင်းဆိုင်ရာပြဿနာလေးတွေလည်းရှိပါတယ်တကယ်လို့တာဖမီရဲ့ဘက်မှာစဉ်းစားမယ်ဆိုရင်တော့အလားတူပဲဗိုက်တမသွေးယိုစိတ်တဲ့ပြဿနာအမျိုးသမီးဖြစ်တဲ့ယာတီကလည်းပြောင်းနေတယ် UCG စစ်လိုက်တော့လည်းကိုဝင်ရှိချောင်ပြနေတယ်ဒါတွေဆိုရင်ကျွန်တော်တို့ကတတိသားများအပြင်မှာတတိတဲပြီးတော့ပေါက်ထွက်သွားတဲ့အခြေအနေတွေများဖြစ်မလားပေါ့ပြီးတော့သူ့လိုပဲအလားတူတဖာမီရဲ့ဆိုင်ရာယောဂအကြောင်းတွေလည်းရှိပါသေးတယ်တခြားတဖာမီရဲ့နဲ့ပတ်သက်လို့ဆိုရင်မွေးဖွားကန်နေသွေးအလွန်မင်းတွန်ခြင်းပေါ့နော်ပြီးရင်ကိုဝန်ဆောင်မိခင်တွေအရေးပေါ်ခွဲစိတ်ဖို့လိုအပ်တဲ့အခြေအနေတွေပေါ့နော်ဒါမျိုးတွေဆိုရင်လည်းအရေးကြီးပါတယ်PDF တွေကလေးတွေအနေနဲ့ကတော့လူကြီးတွေလို symptom တွေပါပဲကလေးတွေကရက်ရှည်ဖျားမယ်အဖျားကြီးမယ်ရင်ကျက်မယ်တက်ပြီးတော့လာတာမျိုးတို့ပြီးပြန်နှမ်းပြီးတော့လို့ဒီလိုလက္ခဏာလေးတွေပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့ neonatal sepsis လို့ဟာမျိုးတွေsevere pneumonia လို့ခေါ်တဲ့ပြင်းထန်အဆုတ်ရောင်ယောဂတွေပြီးရင် acute severe asthma လို့ခေါ်တဲ့ရင်ကျက်တွေပေါ့နော်ဒါမျိုးလေးတွေတော့အရေးကြီးရပေါ့နော်orthopedic အနေနဲ့ကတော့trauma တွေပဲပေါ့နော်ထိခိုက်ဒဏ်ရာပြင်းထန်စွာရတာပေါ့နော်ဒီလိုမျိုးတွေထိခိုက်ဒဏ်ရာရတယ်သွေးထွက်တာတွေလည်းများတယ်ဆိုရင်ဒါရေပေါ်အနေနဲ့စဉ်းစားရမှာပေါ့နော်နှိမ့်ချုပ်အနေနဲ့ကျွန်တော်ပြန်ချုပ်ပေးရရင်တော့အဓိကရေးပေါ်အခြေအနေတွေကတော့6ချက်ပေါ့နော်နံပါတ်1ကတော့ short ဖြစ်စေတဲ့အရာတွေပေါ့နော် short ဖြစ်မဲ့ဆိုရင်ရှေ့မှာလည်းကျွန်တော်ပြောခဲ့တဲ့ခြေပြားလက်ပြားတွေအေးဆက်နေမယ်သွေးပေါင်းတွေတိုင်းမရဘူးသွေးခုန်နှုန်းတွေမရဘူးshort ကြောက်ဖြစ်စေတဲ့အရာတွေပေါ့နော်နံပါတ်2ကတော့ cardiac arrest လို့ခေါ်တဲ့နှလုံးရပ်သွားတဲ့အခြေအနေတွေပေါ့နော်နံပါတ်3ကတော့ respiratory failure လို့ခေါ်တဲ့အသက်ရှူရပ်သွားတဲ့အခြေအနေတွေပေါ့နော်နံပါတ်4ကတော့ severe trauma ပေါ့နော်ပြင်းထန်ထိခိုက်ဒဏ်ရာရတာတွေပေါ့နံပါတ်5ကတော့ massive hemorrhage လို့ခေါ်တဲ့သွေးထွက်လွန်တဲ့အခြေအနေတွေပေါ့နော်နံပါတ်6ကတော့ပိုးစိတ်တက်ပြီးတော့ကိုယ်တွင်းအင်္ဂါတွေပျက်စီးသွားတဲ့အခြေအနေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကတော့ subsequent organ dysfunction လို့ခေါ်တာပေါ့နော်ဒီလိုအခြေအနေတွေကတော့ရေဘူးအပြည့်အရေးကြီးတဲ့အခြေအနေတွေပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့မဒီလန်ဆေးရုံမှာတော့ accident emergency department ကို24နာရီဝန်ဆောင်မှုအပြည့်ပေးနေပါတယ်သက်ဆိုင်ရာဒုက္ခဆရာဝန်ကြီးတွေနဲ့တကဆရာဝန်ဆရာမတွေယောဂတွေစစ်ဆေးဖို့တက်ခွဲဌာနဓမ္မဌာန
ခွဲစိတ်ခံလိုအပ်လိုက်ရင်ခွဲစိတ်ဖို့အထူးကုဆရာဝန်တွေလည်းအဆင်သင့်ရှိပါတယ်နောက်ဆုံးအနေနဲ့ပြည်သူလူထုကိုကျန်းမာရေးဘုသူတာမျှဝေချင်တာကတော့ယောဂတိုင်းမှာ golden hour လို့ခေါ်တဲ့အရေးအကြီးဆုံးအသက်ကယ်ဆယ်ဖို့အချိန်ပိုင်းခြားဆိုတာရှိပါတယ်တကယ်လို့အရေးပေါ်အခြေအနေတွေဖြစ်လာခဲ့ရင်မဆိုင်မတော့ပဲနီးစပ်ရာဆေးရုံဆေးတန်းကိုတွားရောက်ဖို့တိုက်တွန်းလိုက်ပါတယ်